นัดถึงทางกับเรือขี่แต่แน่หลีมีนัดถึงทางกลุ่มหนึ่งถึงทันมาถึงริมทะเลခီးသွားအုပ်စုတစ်စုကမ်းခြေစီကိုရှောက်သွားကြတယ်มีนัดถึงทางกลุ่มหนึ่งนัดถึงทางဆိုတာကခီးသွားกลุ่มหนึ่งအုပ်စုတစ်စုกลุ่มဆိုတာကအသင်းဖွဲ့ถึงทันมาถึงရှောက်သွားကြတယ်ပေါ့ถึงทันมาถึงဆိုတာကလမ်းလျှောက်တယ်ทางဆိုတာကလမ်းมาဆိုတာကလာတယ်ถึงတို့ริมทะเลริมဆိုတာကအဆက်အစွန်အဖျားအနားทะเลဆိုတာကပင်လယ်အဲ့တော့มีนัดถึงทางกลุ่มหนึ่งถึงทันมาถึงริมทะเลခီးသွားအုပ်စုတစ်စုကမ်းခြေစီကိုရှောက်သွားကြတယ်และตัดสินใจที่จะต่อแพเพื่อข้ามไปยังอีกฝั่งหนึ่งတငယ်ချင်းတစ်ယောက်ကဖောင်နဲ့ဟိုဘက်ကမ်းကိုဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်และပြီးတော့ตัดสินใจဆုံးဖြတ်ချက်ချလိုက်တယ်ที่จะต่อแพဖောင်နဲ့ပေါ့ဆက်ဖို့เพื่อนหนึ่งတငယ်ချင်းတစ်ယောက်ကข้ามไปยังဖြတ်ဖို့ပေါ့อีกฝั่งဟိုဘက်ကမ်းကိုအဲ့တော့တငယ်ချင်းတစ်ယောက်ကဟိုဘက်ကမ်းကိုဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်พวกเขาจึงขึ้นไปบนภูเขาเพื่อตัดไม่มาต่อแพသူတို့ကဖောင်မဆောက်ဘဲနဲ့တောင်ပေါ်တက်ကြတယ်พวกเขาသူတို့จึงขึ้นไปบนภูเขาขึ้นไปบนဆိုတာပေါ်တက်တယ်ဘုံဆိုတာကအပေါ်ภูเขาဆိုတာကတောင်ပေါ်တက်တယ်ပေါ့เพื่อตัดไม่มาต่อแพเพื่อตัดဖြတ်ရန်ไม่มาต่อแพဖောင်မဆောက်ဘဲနဲ့ဖြတ်ရန်တောင်ပေါ်တက်ကြတယ်ทันใดนั้นนักเดินทางคนหนึ่งสังเกตเห็นบางสิ่งบางอย่างอยู่กลางทะเลရုတ်တရက်ပင်လယ်အလယ်မှာတစ်စုံတစ်ခုကိုခရီးသွားတစ်ယောက်ကသတိထားမိလိုက်တယ်ทันใดนั้นဆိုတာကရုတ်တရက်นักเดินทางคนหนึ่งခရီးသွားတစ်ယောက်สังเกตသတိထားမိတယ်ဟင်းမြင်တယ်สังเกตဟင်းသတိထားမိပြီးတော့မြင်တယ်บางสิ่งบางอย่างတစ်စုံတစ်ခုကိုယူကလန်းทะเลကလန်းဆိုတာကအလဲယူဆိုတာကနေတယ်ယူကလန်းทะเลပင်လယ်အလယ်မှာအဲ့တော့ရုတ်တရက်ပင်လယ်အလယ်မှာတစ်စုံတစ်ခုကိုခီးသွားတစ်ယောက်ကသတိထားမိလိုက်တယ်ခေါင်ကျင်ผู้คิดว่าအဲ့ဒါကြောင့်မို့သူကပြောလိုက်တယ်ข้าคิดว่าพวกเราไม่ต้องเสียเวลากันอีกต่อไปแล้วล่ะငါတို့အချိန်ဖြုံးစရာမလိုတော့ဘူးထင်တယ်ข้าคิดว่าထင်ပါတယ်พวกเราငါတို့ไม่ต้องမလိုဘူးเสียเวลาအချိန်ဖြုံးဖို့กันอีกထပ်ပြီးတော့ต่อไปဆက်ပြီးတော့အဲ့တော့ข้าคิดว่าพวกเราไม่ต้องเสียเวลากันอีกต่อไปแล้วล่ะငါတို့အချိန်ဖြုံးစရာမလိုတော့ဘူးထင်ပါတယ်ดูนั่นสิมีเรือลำหนึ่งกำลังลอยมาทางนี้ကြည့်ပါဦးဒီလမ်းအတိုင်းလေတစ်စင်းမျောလာနေတယ်ดูนั่นสิကြည့်ပါဦးมีเรือลำหนึ่งလေတစ်စင်းกำลังနေစဲลอยมาမျောလာတယ်ทางนี้ဒီလမ်းအဲ့တော့ดูนั่นสิมีเรือลำหนึ่งกำลังลอยมาทางนี้ဒီလမ်းအတိုင်းလေတစ်စင်းမျောလာနေတယ်เมื่อเหตุการณ์เป็นเช่นนั้นเรานักเดินทางจึงตัดสินใจรอค่อยเรือลำนั้นด้วยความหวังทีนี้တွေဖြစ်လာတော့ခီးသွားတွေကမျောလင့်ချက်နဲ့အဲ့ဒီလေကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြတယ်တဲ့เมื่อဆိုတာကအခါเหตุการณ์အဖြစ်အပျက်เป็นเช่นนั้นဖြစ်လာတဲ့အခါမှာเรานักเดินทางခီးသွားတွေကจึงตัดสินใจဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့รอค่อยรอဆိုတာကစောင့်တယ်ခွဲเรือลำนั้นด้วยความหวังเรื่องဆိုတာကလေเรื่องลำนั้นအဲ့ဒီလေအမျောနေတဲ့လေကိုด้วยနဲ့အတူความหวังမျောလင့်ချက်နဲ့အတူအဲ့တော့ချင်းနေတွေဖြစ်လာတော့ခီးသွားတွေကမျောလင့်ချက်နဲ့လေကိုစောင့်ဖို့ဆုံးဖြတ်လိုက်ကြတယ်ပေါ့พวกเขานั่งรอทั้งวันทั้งคืนจนกระทั่งเพลินหลับไปသူတို့အိပ်ပျော်သွားတဲ့အထိနေရောညပါထိုင်ဆောင်နေကြတယ်พวกเขาသူတို့นั่งรอထိုင်ဆောင်တယ်ထ
ทั้งวันทั้งคืนนิยญาบะจนกระทั่งตีอาทิตย์เพลงตรีมาทามีบุลาไปไอ้เปล่าตรีมาทามีดีที่ไทยเศร้านี้จ้าแทบพอถึงรุ่งเช้าเหล่านักเดินทางตามพากันไปดูที่ชายหาดမိုးလင်းတော့ခီးသွားတွေအားလုံးကမ်းခြေကိုသွားကြည့်ကြတယ်။ဖော်ထင်းဆိုတာကရောက်တဲ့အခါရုချောင်းဆိုတာကမိုးလင်းတယ်ပေါ့အဲ့တော့ဖော်ထင်းရုချောင်းမိုးလင်းတဲ့အခါမှာလောင်နဲ့တင်ထန်ခီးသွားတွေကတမ်းဖာကန်ပိုက်တို့သွားကြည့်ကြတယ်ထိဆိုတာညွန်ပြတာနေရာတွေညွန်ပြရင်ထိတုံးလို့ရတယ်ပေါ့နော်ထိချိုင်းဟတ်ဆိုတာကကမ်းခြေအဲ့တော့မိုးလင်းတော့ခီးသွားတွေအားလုံးကကမ်းခြေကိုသွားကြည့်ကြတယ်แต่สิ่งที่พวกเขาเห็นกลับเป็นเพียงท้องสูงท้องหนึ่งเท่านั้นဒါပေမဲ့သူတို့မြင်တာကတစ်လုံးကြီးတစ်ခုပဲလေแต่ဒါပေမဲ့สิ่งဆိုတာကအရာที่สิ่งที่พวกเขาเห็นသူတို့မြင်တဲ့အရာကกลับเป็นဖြစ်တယ်ပေါ့เพียงตาเหลี่ยมท้องสูงတစ်လုံးท้องหนึ่งတစ်လုံးเท่านั้นအဲ့ဒါပဲလေအဲ့တော့သူတို့မြင်တဲ့အရာကတစ်လုံးကြီးတစ်ခုပဲလေนักเดินทางคนหนึ่งจึงพูดขึ้นมาว่าคิดว่าเดียวกะပြောလာတယ်ပေါ့นักเดินทางဆိုတာကคิดว่าคนหนึ่งတယောက်จึงအဲ့ဒါကြောင့်မလို့ပေါ့พูดขึ้นมาว่าပြောလာတယ်အဲ့တော့คิดว่าเดียวกะပြောလာတယ်เป็นไปไม่ได้มันกลายเป็นแค่ท้อสูงไปได้อย่างไรกันဖြစ်နိုင်ဘူးအဲ့ဒါကတစ်လုံးကြီးဘလို့ဖြစ်လာနိုင်တာလဲเป็นไปไม่ได้ဆိုတာကမဖြစ်နိုင်ဘူးมันအဲ့ဒါกลายเป็นဖြစ်လာတယ်แค่ท้องสูงတစ်လုံးไปได้อย่างไรกันဘလို့မျိုးအဲ့တော့မဖြစ်နိုင်ဘူးတစ်လုံးကြီးဘလို့ဖြစ်သွားတာလဲပေါ့นักเดินทางอีกคนจึงพูดขึ้นมาว่านักเดินทางคิดว่าอีกคนนักเที่ยวจึงอาจจะพูดขึ้นมาว่าပြောလာတယ်ถ้าพวกเราลงมือต่อแผนตั้งแต่เมื่อวานตอนนี้เราคงได้ออกทะเลกันไปแล้วนี่ကလေးကဖောက်ဆောက်ခဲ့ရင်ငါတို့ပင်လယ်ထဲရောက်လောက်ပြီถ้าဆိုတာကအကယ်၍พวกเราငါတို့ลงมือต่อแผนဖောက်ဆောက်ရင်ပေါ့ตั้งแต่ကလေးကเมื่อวานมันนี่ตั้งแต่เมื่อวานมันนี่ကလေးကตอนนี้ဆိုတာကအခုเราคงได้ငါတို့ရလောက်ပြီคงဆိုတာကဖြစ်နိုင်တယ်ပေါ့ဖြစ်နိုင်လောက်ပြီအော်ဆိုတာထွက်တယ်ထလေပင်လယ်ထဲကိုထွက်ရလောက်ပြီပေါ့အဲ့တော့မနေ့ကလေးကဖောက်ဆောက်ခဲ့ရင်ပင်လယ်ထဲရောက်နေပြီပေါ့ကဲပုံမြင်လေးရတော့ပြီးသွားပြီပေါ့နော်သူတို့နောင်တရနေပြီဆိုတဲ့သဘောမျိုးပေါ့ကဲအဲ့တော့သင်ခန်းစာလေးကိုဖတ်ကြည့်ရအောင်คำที่สอนใจอย่าคาดหวังกับสิ่งที่ยังมาไม่ถึงจงลงมือทำในทันทีကုကျင့်တရားဆုံးမများတဲ့မဖြစ်သေးတဲ့အရာတွေကိုမမျှော်လင့်ပါနဲ့အခုပဲလုပ်လိုက်ပါတဲ့ခတ်တိစွန်ချိုင်ဆိုတာကကုကျင့်တရားဆုံးမပေါ့ဆုံးမထားတာသင်ခန်းစာပေါ့อย่าคาดหวังမမျှော်လင့်ပါနဲ့กับสิ่งที่ยังไม่มาถึงဖြစ်မလာသေးတဲ့အရာတွေကိုซึ่งဆိုတာကအရာကျုံလုံးမန်ทำလောက်တာလောက်ပါနိုင်ทำทีချက်ချင်းအဲ့တော့မဖြစ်သေးတဲ့အရာလေးမျှော်လင့်မနေနဲ့လောက်တာလောက်လိုက်ချက်ချင်းဆိုတော့ကဲပုံမျိုးလေးရတော့အဲ့ဒါပဲပေါ့ပြီးသွားပြီပေါ့နော်ကျွန်မပြောပြထားတဲ့ပုံမျိုးလေးရမှာ vocabulary လေးတွေကိုဘယ်နှလုံးမမိလဲဆိုတာခုကြည့်နေတဲ့သူကစမ်းဖြေကြည့်နော်ဉာဏ်စမ်းလေးပေါ့ကဲအဆောဖြေကြည့်ရမယ်นักเดินทางဆိုတာမြန်မာလိုပါလဲသုံးစက္ကန့်တွင်ဖြေကြည့်ကြမယ်နော်လွယ်လွယ်လေးဟုတ်တယ်ခရီးတယ်นักเดินทางဆိုတာကခရီးတယ်နောက်တစ်ခုက
ချက်လေးကရောမြန်မာလိုပါလဲဟုတ်တယ်ပင်လယ်အနားဆိုတာကအနားချက်လေးဆိုတာကပင်လယ်အဲ့တော့ချက်လေးပင်လယ်နားမှာနောက်တစ်ခုကတဆွန်ကြိုင်အဲ့ဒါရောဟုတ်တယ်ဆုံးဖြတ်ချက်ချတယ်ဆုံးဖြတ်တယ်ပေါ့ကဲနောက်တစ်ခုဖဲဆိုတာကရောဟုတ်တယ်ဖောင်းဖဲဆိုတာကဖောင်းကဲနောက်ဆုံးတစ်ခုလေးပေါ့ရဆိုတာကဘာလဲဟုတ်တယ်လေတင်ပေါ့လေကျမရဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲနော်အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်ဘိုင်ဘိုင်